ယနေ့လက်ရှိချိန်ဒီကမ္ဘာပေါ်မှာအအောင်မြင်ဆုံး popular အဖြစ်ဆုံးဒီ sneaker store တစ်ခုဖြစ်တဲ့ဒီ Cool Kids ရဲ့ပိုင်ရှင်ဒီ Other Shams ကတော့ရဲဖန်ခံလိုက်ရပါပြီ Cool Kids is cook ပါဟုတ်ပါတယ်ဒီ Other Shams ကိုဒီရဲတွေကဘာလို့ဖမ်းလဲမပြောခင်မှာဒီ Cool Kids ဆိုတာဘာလဲမသိတဲ့လူတွေတချို့ဖို့ကျွန်တော်အတူချုံလေး Cool Kids အကြောင်းပြောပြပေးပါမယ်ဒီ Cool Kids ဆိုတာတကယ်တမ်းကျတော့ဒီ LA မှာရှိတဲ့ဒီ sneaker store တစ်ခုပေါ့နော်သူတို့ကဒီ sneaker တွေပဲရောင်းတာမဟုတ်ပါဘူးဒီနာမည်ကြီး influencer တွေဒီ athletes တွေ celebrities တွေအစုံနဲ့ပါသူတို့တွေကိုစီနဲ့သူတို့ကဒီ sneaker နဲ့ပတ်သက်တဲ့ဒီ content video တွေရိုက်ကြတယ်ဒီ sneaker shopping video တွေရိုက်နေရင်းနဲ့ဒီ sneaker head တွေကြားထဲမှာလူတိုင်းသိတဲ့ channel တစ်ခုဖြစ်လာတာပါသူတို့ရဲ့ YouTube channel ဆိုရင် subscriber ကစုစုပေါင်း2 million နီးပါးရှိပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းရတာမှာဒီ I show speed သူတို့စီမှာ sneaker shopping ထွက်တဲ့အကြောင်း video တောင်တင်ထားပါသေးတယ်အဲ့ဒါထားပါအခုတော့ဒီ Cool Kids ကတော့ဖမ်းခံရပါပြီပေါ့နော်သူတို့တနေ့ကဒီ live stream မှာဒီ live လွှင့်နေတော့ဒီဘယ်လိုပြောမလဲဆိုရဲတပ်ဖွဲ့သူတို့ကိုဝင်ပြီးဖမ်းခဲ့တာပေါ့နော် Chat, I don't know what the fuck just happened. Did somebody swat us? I'll be back, chat. ဒီ Other Shams တယောက်တည်းမဟုတ်ပါဘူးသူရဲ့ဝန်ထမ်းတချို့ကိုလည်းဖမ်းခဲ့တယ်လို့သိရပါတယ်ဘာကြောင့်ဖမ်းလဲဆိုတော့ဒီ Cool Kids ကဒီ replica အရန်တွေကိုဒီ alternate ဆိုပြီးတော့လိန်ရောင်းလို့တော့သိရပါတယ်နောက်ထပ်တစ်ချက်ရှိပါသေးတယ်အဲ့အကြောင်းဘာလဲဆိုတော့ဒီဘယ်လိုပြောမလဲဆိုသူတို့ကဒီခိုးရပါပစ္စည်းတွေကိုလက်ခံပြီးပြန်ရောင်းလို့ပြောနေကြပါတယ်ဒါအပြင်ဒီ Cool Kids ရဲ့ဒီ garage ထဲမှာရှိတဲ့ဒီ sneakers တွေတော်တော်များများကိုလည်းဒီရဲတပ်ဖွဲ့ကသိမ်းယူသွားတယ်လို့လည်းသိရပါတယ်သူတို့ကိုဖမ်းသွားတော့ကကြတော့ဒီညနေပိုင်းอ่ะပေါ့နော်ဒါပေမဲ့ညဘက်မှာတော့ဒီ Other Shams ကတော့ရဲတပ်ဖွဲ့အစီကနေပြီးပြန်လွတ်လာတယ်လို့တော့သိရပါတယ်ဘာတွေဘလို့ဖြစ်တယ်ဆိုတာတော့အတိအကျဘယ်သူမှမသိရသေးပါဘူးရဲတပ်ဖွဲ့ကလည်းအဲ့ reason တွေကြောင့်ဖမ်းပါတယ်ဆိုပြီးတော့တရားဝင်တော့ထုတ်ပြန်ထားပြီးဖမ်းတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒါလူအများစုကောက်ချက်ချသိထားတဲ့သတင်းတွေပဲဖြစ်ပါတယ်ဒီ American နာမည်ကြီး streamer ဒီ YouTuber တယောက်ဆိုရင်တော့မှဒီ Cool Kids ကသူ့ကိုဒီ replica အရန်ကိုချင်းထိတ်ခဲ့တယ်လို့ live stream တစ်ခုမှာသူ direct မပြောရင်တမင်သူမကျင်တဲ့ကြောင်တစ်ခါပြောခဲ့ပူပါသေးတယ် so real in my life if I'd never say something behind someone's back if I do I'll say it to their face and there is something that you did to me အခုတော့ဒီ Cool Kids ရဲ့နာမည်ကတော်တော်ပြတ်သွားပါပြီသူတို့ရဲ့ဒီဆိုင်ကအခုချိန်မှာတော့လက်ရှိဆက်ပြီးတော့ဖွင့်ထားတော့မှာပဲရှင်းပြမဆိုဒီ Cool Kids ကအရန်အောင်မြင်လို့ American နိုင်ငံမှာဒီtourist attraction နေရာတနေရာလို့တော့ဖြစ်နေခဲ့တာပါအခုတော့အဲ့နာမည်လဲပျက်စီးသွားပြီလို့ပဲပြောမှာပေါ့နော်သူတို့ဆိုင်ကတော့ဆက်ပြီးတော့ဖွင့်နေတော့မှာပဲအဲ့ဒါ live လွှင့်ပြီးပြောထားပါတယ်ဒါပေမဲ့ပြောတဲ့လူကိုယ်တိုင်ကတော့ဒီပိုင်ရှင်တော့မဟုတ်ဘူးပေါ့နော် Welcome back to another wonderful day. Welcome back to another wonderful day of life. As you see, Cool Kids is still open, alive. We're here. Don't y'all worry, bro. Don't y'all worry about all. တကယ်တမ်းကျတော့ဒီ sneaker hype ကတော်တော်ကြာနေပါပြီကျွန်တော်တို့ဟိုးရင်တော့ထွက်ခဲ့တဲ့ wear cut တဲ့ဒီ research မြောင်းနေတဲ့ sharper heat pair စီရတာဈေးကြည့်နေတာပါအဲ့လို heat pair စီကိုလည်းလိုချင်တယ်အဲ့ဒီ research တွေလည်းမနိုင်တဲ့လူတွေကြတော့ဒီ replica တွေကိုဝယ်စီးကြတာပေါ့နော် replica တွေအများကြီးထွက်လာတာနဲ့တူsneaker hype တွေကလည်းအများကြီးကြာလာပါတယ်အဲ့တော့ဒီ replica စီးတာအပြစ်လားဆိုရင်တော့တကယ်တမ်းတော့မဟုတ်ပါဘူးကျွန်တော်အရင်ကလည်းပြောခဲ့ပူပါတယ် replica စီးတာအပြစ်မဟုတ်ပါဘူးဒီ replica ကိုစီးပြီး authentic လို့ဖိတ်နေတာကတော့အဆင်မပြေဘူးပေါ့နော်ပြီးသွားလို့ရှိရင်ဒီ replica တွေကိုဒီ authentic ဆိုပြီးလိန်ရောင်းတာလည်းအဆင်မပြေဘူးဆိုတာကိုဒီ Cool Kids ကအခုတက်တည်ပြလိုက်တယ်လို့တော့ဖြစ်နေပါပြီဒါနဲ့အခုတင်းကျွတ်အချိန်ခါလေးမှာအားလုံးပဲမိမိချစ်တဲ့မိသားစုဆွေမျိုးတိုင်းဝိုင်းနေနဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေပါစေအားလုံးပဲအဆအအရာရာစင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်လည်းနောက်ပိုင်းတော့page မှာတိတ် active မဖြစ်နေပါဘူးsneaker နဲ့ပတ်သက်တဲ့ content video တွေကျွန်တော်မြန်မာတင်နိုင်အောင်ကြိုးစားပါမယ်နောက်ပိုင်းပေါ့နော်ဒါပါပဲတတ်တာ